မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံလုံးဆိုင်ရာတုတဆုံးလင်းဗုဒ္ဓဝင်ပြည်စုပူဇော်ပွဲကြီးကိုတနိုင်ငံလုံးအတိုင်းအတာနဲ့2012ခုနှစ်ကစတင်ကျင်းပခဲ့ပါတယ်ပြည်စုပူဇော်ပွဲကြီးကိုနှစ်အားဖြင့်ဆိုရင်73ကြိမ်တိုင်ရှိခဲ့ပါပြီခင်ဗျာတုတဆုံလင်းဗုဒ္ဓဝင်ပြိုင်ပွဲရဲ့အဓိကရည်ရွယ်ချက်ကတော့မဟာဗုဒ္ဓဝင်ဒေသနာတော်ပြန်ပွားရေးပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်မှန်ရင်ဗုဒ္ဓအကြောင်းကောင်းကောင်းသိထားသင့်ပါတယ်စိတ်ဝင်တစားဖြစ်စေဖို့အတွက်ရည်ရွယ်ပြီးတင်ဆက်မှုအတွင်းနဲ့21ရာစုမီဒီယာသာသနာပြုလုပ်ငန်းပဲဖြစ်ပါတယ်ရှင်တုတဆုံလင်းဘုံတော်ဝင်ကိုမူလတန်းအစစ်အလယ်တန်းအစစ်လော့တန်းအစစ်ရလို့ခွဲခြားသတ်မှတ်ပြီးတော့ကျက်ပါပြုလုပ်နေခြင်းဖြစ်ပြီးတော့ပြန်ထမ်းစာအများဆုံးနဲ့စိတ်ဝင်စားမှုအကောင်းဆုံးအတန်းကတော့အလယ်တန်းအစစ်ပဲဖြစ်ပါတယ်။သမီးအပြေမှားသွားရင်ဘုံမစိတ်ဆိုးမလား။ဆိုပါဘူးဗျာ။အပြေမှန်ရင်ဘုံမခွဲပေးမလား။မြို့နယ်တိုင်းဗဟိုအစစ်စစ်အရေးချစ်စစ်စံပွဲတွေကိုပဏာမအဖြစ်ဖြည့်ဆို့ကြမှာဖြစ်ပါတယ်။တနိုင်ငံလုံးမှာလည်းစာပေဌာန150အထိတိုးမြင့်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ထပ်မံပြီးတော့လည်းတိုးချဲ့ခွင့်ပြုရရှိပါတယ်ခင်ဗျာ။တိုင်းနယ်ပြည်နယ်အဆင့်လက်ရွေးစင်ထူးချွန်သူတွေကိုရွေးချယ်ပြီးတော့မှဗဟိုတို့နောက်ဆုံးအဆင့်ထပ်မံစစ်ဆေးရွေးချယ်တဲ့ပုံစံပဲဖြစ်ပါတယ်အခုလာမယ့်နှစ်မှာတော့ဘုန်းတော်ကြီးတင်ပညာသင်ကျောင်းများအစိုးရကျောင်းများပုဂ္ဂလိကကျောင်းများပါဝင်လာကြပြီးဖြည့်ဆို့သူပေါင်းထောင်ပေါင်းများစွာပါဝင်လာကြပါတယ်ရှင်တုတဆုံလင်းဘုံတော်ရဲ့အရေးကြီးစစ်စံပွဲတွေကိုနှစ်စဉ်ဇန်နဝါရီလနဲ့ဧပြီလတွေမှာကျင်းပပေးပြီးတော့တိုင်းနယ်ပြည်နယ်အဆင့်ပထမထူးကျော်စုကိုရွေးချယ်ပေးပါတယ်ဖြည့်ဆို့ရမယ့်အဖြစ်၄မျိုးပြီးအမှန်ရွေးmultiple choice ပုံစံဖြစ်ပါတယ်လေ့လာကြည့်ရှုရမယ့်အကြောင်းအရာတွေအများစုကတော့ဗုဒ္ဓဖြစ်တော်စဉ်တွေပဲဖြစ်ပါတယ်မြို့နယ်တိုင်းနယ်ပြည်နယ်အဆင့်ဆင့်ထူးချွန်အောင်များဟုသာနောက်ဆုံးအဆင့်ဖြစ်တဲ့ဗဟိုဆင့်နှုတ်မေးနှုတ်ဖြေစစ်ဆေးခြင်းကိုရန်ကုန်မြို့သားစက်ရုံမှာအမှုပညာရှင်များစွာတို့ရဲ့အားပေးကူညီမှုနဲ့စီကားတိုက်မြိုက်စွာဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်ရှင်ပြီးခဲ့တဲ့နှစ်2025 12ကြိမ်မြောက်ဖြည့်ဆို့ပူဇော်ပွဲကြီးမှာတနိုင်ငံလုံးအဆင့်ပထမဆုရရှိပြီးအပိုဆုထပ်မံချီးမြှင့်ပေးတဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ Play or Stay ဆက်ဖြေမလားရက်နေမလားမေးခွန်း10ဆင့်အထိအစီအစဉ်မှာဖြည့်ဆို့ပူဇော်အောင်မြင်သွားပြီးဆုချီးမြှင့်ငွေ380အထိရရှိသွားသူကတော့ဗုဒ္ဓမာကရေးချမ်းမှုအသေးမအီချပြူအခုလာမဲ့ဒေရသမ73ကြိမ်မြောက်တုတဆုံလင်းဘုံတော်ရဲ့ဖြည့်ဆို့ပူဇော်ပွဲကြီးနောက်ဆုံးအစစ်ကို2026ခုနှစ်မေလ28ရက်နေ့မှာစတင်ကျင်းပတော့မှာမို့လို့တက်ဆိုင်ရာမြို့နယ်ပြည်내ကျောင်းတော်မှာတစ်စစ်အရေးကြီးတဲ့ဆံမွေးပွဲတွေကိုဝင်ရောက်ဖြည့်ဆို့ပူဇော်နိုင်ကြပါရန်ညှိနှိုင်းလိုက်ရပါတယ်ရှင်ဖိတ်ခေါ်ပါသည်သူပွေတော်လီလာကြည့်ရှုတာပူဇော်ဘုဒ္ဓဝီပွေကစီစဉ်တဲ့နော်ဘုဒ္ဓဝီပွေကစီစဉ်တဲ့နော်ကုသူရကုန်အထူးရင်မြောဒီမှာတနိုင်ငံလုံးဆိုင်ရာသူပြဆုံလေဘုဒ္ဓဝီအခွေကြီးမှာကြီးမှုချင်းပါနေစဉ်အနုလာခုံ